Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ကျွန်တော်ဆက်ဆက်ဝတ်တနီချက်ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူဝတ်တနီချက်ဟင်းလေးချက်ပြသွားမှာဖြစ်ပါတယ်ဝတ်တနီချက်ဟင်းချက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝတ်သားကို3တက်သား3တာပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်တို့ရွာဘက်ဒီမှာဆိုရင်အလူမင်္ဂလာဆောင်စသဖြင့်ပေါ့နော်ပွဲတွေမှာဆိုလို့ရှိရင်ဒီဝတ်သားတဲ့အိုကြီးချက်ကိုတော်တော်များများကြွေးကြပါတယ်ဒီနေ့လေအဲ့ဒီဝတ်သားတဲ့အိုကြီးချက်အရာသားလေးကိုလွမ်းနေတာနဲ့ကျွန်တော်သူနဲ့ဆင်တူတဲ့ဝတ်တနီချက်ဟင်းလေးကိုချက်ဖို့စိတ်ကူးရခဲ့ပါတယ်အရင်ဦးဆုံးဝတ်သား3တက်သားလေးတွေကိုအနေတော်လေးတွေတုံးပြီးတော့ရေးဆေးပါမယ်ဟင်းချက်နေရင်နဲ့ငငယ်တုန်းကအမေဝတ်သားဟင်းချက်ပြီဆိုလို့ရှိရင်ထမင်း2စလုံးလောက်ဆွဲခဲ့တဲ့နေ့ရက်တွေတတိယလိုက်တာဗျာဝတ်သားကိုအရသာနှပ်ဖို့အတွက်ချင်းလေးတွေကိုအတင်းတင်းလှီးပါမယ်ပြီးလို့ရှိရင်ချင်းလေးတွေကိုတပြားရိုက်ပြီးတော့နုံဆင်ထားမယ်ပေါ့နော်ဒီနေရာမှာချင်းကိုငရုတ်စုံနဲ့ထောင်းပြီးတော့လုပ်လဲရပါတယ်ချင်းလေးတွေရပြီဆိုရင်ဝတ်သားတွေကိုချင်းလေးတွေထည့်မယ်ပြီးရင်အရသာမုံစက်သားမုံထည့်မယ်အချုံမုံရှိရင်အချုံမုံနဲ့တုံးလို့ရပါတယ်စားထည့်မယ်ဒီနေရာမှာနနွေးမုံကြိုက်တဲ့လူဆိုလို့ရှိရင်နနွေးမုံလေးထည့်နေလို့ရပါတယ်ကျွန်တော်ကတော့နောက်ဆုံးပိတ်ခရူးစီလေးထည့်ပြီးတော့နေပါမယ်ငယ်စဉ်တောင်ကြီးကလေးဘဝကဆိုရင်ကျွန်တော်တို့အိမ်မှာဝတ်သားဟင်းသုံးမှုချက်သားဟင်းချက်ပြီးဆိုလို့ရှိရင်အရန်ကိုပြောရပါတယ်ဘာလို့လဲဆိုတော့ဝတ်သားတွေချက်သားတွေဆိုတာကဈေးလဲကြီးတယ်လေအထူးသဖြင့်ဧည့်သည်လာရင်ဟင်းကောင်းချက်တယ်ဆိုတော့ကျွန်တော်တို့ကလေးဘဝကဆိုရင်ဧည့်သည်လာတော့မျှော်ရတာလည်းအလုပ်တစ်လုပ်ပေါ့ဗျာဝတ်သားလေးတွေအရသာနှံ့အောင်နေပြီးဆိုလို့ရှိရင်ကြောကြောရဲ့အတန်တစ်လုံးနဲ့ကိုထည့်ပြီးတော့အရသာပိုဝင်သွားအောင်လို့နှက်ထားပါမယ်ရေခဲတက်တာထဲမှာ2နာရီ3နာရီခန့်လောက်နှက်ထားရပါတယ်ကဲ3နာရီလောက်ရသာနှက်ထားတဲ့ဝတ်သားလေးတွေရပြီဆိုတော့ကျွန်တော်တို့ဟင်းစားချက်ပါတော့မယ်အရင်ဦးဆုံးကြက်သွန်ဖြူလေးတွေကိုတပြားရိုက်ပြီးတော့နုံဆင်ထားပါမယ်ကြက်သွန်အနီလေးတွေကိုလည်းခွန်ခွာပြီးတော့လေးစိတ်ထားပါမယ်တကယ်ကျွန်တော်သုံးမဲ့ကြက်သွန်ကကြီးနေတယ်ဆိုလို့ရှိရင်6စိတ်သုံးမှု8စိတ်လောက်စိတ်လဲရပါတယ်ကြက်သွန်အနီလေးတွေစိတ်ပြီးလို့အိုးလေးပူလာပြီဆိုလို့ရှိရင်စီစားထည့်ပါမယ်ထည့်ထားတဲ့စီလေးတွေပူလာပြီဆိုရင်တခြားလေးအတင်းထည့်ပါမယ်ဒီနေရာမှာတခြားမရှိရလို့လည်းထညက်နဲ့ထည့်လို့ရပါတယ်တချို့အိုးတွေဆိုလို့ရှိရင်ကတ်တတ်တဲ့အတွက်ကြောင့်သူကဒီတဲအိုးမကတ်အောင်လို့ပေါ့နော်အလိုလေးဇုံးလေးနဲ့မှုေပေးပါမယ်တကြားလေးတွေစီထဲမှာအကုန်ပျော်သွားပြီဆိုရင်တော့အရသာနှက်ထားတဲ့ဝတ်သားလေးတွေကိုထည့်ပြီးတော့လုံးပါမယ်ဒီနေရာမှာအရေးကြီးတာကဒီကျွန်တော်တို့ထည့်လိုက်တဲ့တကြားနဲ့ဝတ်သားနဲ့တသားလေးဖြစ်သွားအောင်မှုနိုင်ဖို့အရေးကြီးပါတယ်ဝတ်သားလေးတွေရွှေရောင်တန်းလာပြီဆိုတော့ကျွန်တော်တို့အယောင်လေးထပ်တင်မယ်ပေါ့ဗျာအရင်ဦးဆုံးပဲငပြားရီအနောက်ထည့်ပါမယ်ပြီးရင်ပဲငပြားရီအကြည်လေးထည့်ပါမယ်ပဲငပြားရီအကြည်အနောက်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့တမအောင်လို့ထပ်ပြီးတော့မှုေပေးပါမယ်ဒါကတော့ပထမကျွန်တော်တို့နုံဆင်းထားတဲ့ချက်သွန်အဖြူလေးတွေကိုထည့်ပါမယ်ပြီးရင်နှံ့မှုပေးပါမယ်နောက်ဆုံးချက်သွန်အဖြူလေးတွေနှံ့သွားပြီဆိုရင်ချက်သွန်အနီစိတ်ထားတာလေးတွေထပ်ထည့်ပါမယ်ချက်သွန်အနီလေးတွေကိုလည်းနေရာနှံ့အောင်လို့ဇုံးလေးနဲ့မှုပေးပါမယ်ကဲဒါကတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရေလေးအတင်းထည့်ပြီးတော့အဖုံးလေးအုပ်ထားပါမယ်ခင်ဗျာကဲနိုင်ရောလောက်ဟင်းအိုးလေးတည်ပြီးတဲ့နောက်မှာတော့ကျွန်တော်ပထမပြောရတဲ့အတိုင်းဆက်ဆက်ဝတ်တနီချက်လေးရပါပြီခင်ဗျာကဲကျွန်တော်လည်းရာလေးစားခြင်းနဲ့တငယ်ချင်းတွေပြောနော်ကျွန်တော်ပို့ပေးလိုက်မယ်တငယ်ချင်းတို့အဆင်ပြေမယ်ဆိုရင် like and reaction လေးတွေတစ်ချက်နေပြီးသွားကြပါဦးခင်ဗျာအပန်းမကြည့်ဘူးဆိုပေမဲ့ကျွန်တော်အတော်ပိုကောင်းတဲ့ content တွေဖန်တီးဖို့အတွက်အားသေးတစ်ပတ်ဖြစ်ပါတယ်နောက်လည်းကျွန်တော် hint vlog လေးပုံမှန်တင်ပေးသွားဖို့ရှိပါတယ်အဆုံးလေးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ